တစ်မတူညီတဲ့ကဘာနှစ်ခုမင်းခန့်ကအောင်မြင်မှုကိုရှေ့တန်းတင်တဲ့တက်သစ်စလုပ်ငန်းရှင်တစ်ယောက်ပါသူ့အတွက်အချိန်ဟာငွေပဲနှင်းကတော့ပကြီးဆရာမလေးတစ်ယောက်ဖြစ်ပြီးဘဝရဲ့သေးငယ်တဲ့အလှတရားတွေကိုတန်ဖိုးထားတတ်သူပါသူတို့ချစ်သူတက်တန်း3နှစ်အတွင်းမှာအရာအလုံးကအဆင်ပြေနေခဲ့ပေမဲ့မင်းခန့်ရဲ့အလုပ်တွေအများများလာတဲ့အခါမှာတော့အကြောင်းတွေဆက်ပေါ်လာပါတယ်နှစ်ပျောက်ဆုံးသွားတဲ့ညစာများနှင်းရဲ့မွေးနေ့ညမှာမင်းခန့်ကဖုန်းတစ်ချက်ပဲဆက်နိုင်ခဲ့ပါတယ်။နင်းကိုတောင်းပန်ပါတယ်ဒီနေ့ project တစ်ခုအရေးပေါ်တက်လာလို့နောက်အပတ်ကျမှကိုတို့အပြင်သွားရအောင်နော်။နှင်းဘာမှပြန်မပြောခဲ့ပါဘူး။သူမပြင်ဆင်ထားတဲ့ဟင်းပွဲတွေဟာအေးဆက်သွားခဲ့ရုံတင်မကပဲသူမရဲ့မျှော်လင့်ချက်တွေပါအေးခဲသွားခဲ့ပါတယ်။ဒါဟာပထမဆုံးအကြိမ်မဟုတ်သလိုနောက်ဆုံးအကြိမ်လည်းမဟုတ်မှန်းသူမသိနေလို့ပါ။3ဆုံးဖြတ်ချက်တစ်လားလောက်အကြာမှာတော့နှင်းကမင်းခန့်ကိုကော်ဖီဆိုင်လေးတစ်ခုမှာချိန်လိုက်ပါတယ်။မင်းခန့်ကတော့ထုံးစံအတိုင်း laptop တစ်လုံးနဲ့အလုပ်ကိစ္စတွေဖုန်းပြောရင်းရောက်လာခဲ့တာပေါ့။မင်းခန့်တို့ခဏလောက်နားကြမလားလို့နှင်းကအေးအေးဆေးဆေးလေးပြောလိုက်ပါတယ်။မင်းခန့်ကနားမလည်နိုင်သလိုကြည့်ပြီးကိုသိပါတယ်။ကိုအချိန်မပေးနိုင်တာ။ဒါပေမဲ့ကိုစူးစမ်းနေတာကတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်လေလို့တုံ့ပြန်ပါတယ်။နှင်းကခါးသီးစွာပြုံးလိုက်ပြီးအနာဂတ်ဆိုတာလက်ရှိမှာပျော်ရွှင်နေမှရောက်လာမယ့်အရာပါ။မင်းခန့်မှာငါအတွက်အချိန်မရှိဘူးမဟုတ်ဘူး။ငါကိုဦးစားပေးထဲမှာထည့်ဖို့မေ့နေတာလေ။သင်ခန်းစာနှင်းထွက်သွားပြီးမှမင်းခန့်အရာအလုံးကိုသဘောပေါက်ခဲ့ပါတယ်။သူတိဆောက်နေတဲ့အောင်မြင်မှုဆိုတဲ့တိုက်အိမ်ကြီးထဲမှာအတူနေထိုင်မဲ့လူမရှိရင်အဲ့ဒီအိမ်ကအဓိပ္ပာယ်မရှိဘူးဆိုတာပါပဲ။သူနှင်းကိုပြန်လိုက်ခဲ့ပေမဲ့နှင်းကတော့သူ့ကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။ချစ်ချင်းမေတ္တာဆိုတာပန်းပင်လေးနဲ့တူတယ်။ရေလောင်းဖို့အချိန်ပေးဖို့မေ့နေရင်အဲ့ဒီပန်းပင်ကအချိန်တန်ရင်ညှိုးနွမ်းသွားမှာပဲ။ဒီဇလန်းလေးရဲ့ဆိုလိုရင် relationship တစ်ခုမှာအလုံများတယ်ဆိုတာစင်ကြေတစ်ခုသာဖြစ်ပါတယ်။တကယ်တန်ဖိုးထားရင်အလုံများနေတဲ့ကြားကပဲတစ်ဖက်လူအတွက် quality time ကိုဖန်တီးယူတတ်ဖို့လိုအပ်ပါတယ်။